အသစ်ဆက်ဆက်လက်ထပ်ထားတဲ့ဇနီးမောင်နှံနှစ်ဦးဟာအိမ်မှာများဖြစ်ပြီးအလောင်းစားလုပ်ကစားခဲ့ကြပါတယ်။ရှုံးတဲ့သူကအနိုင်ရတဲ့သူရဲ့ပါးရိုက်ခြင်းကိုခံရမှာပါ။လေကြီးတဲ့ခင်မုန်းဖြစ်သူကအရင်စပစ်ပြီးကိုးမှတ်ကိုထိသွားပါတယ်။သူကတော့နိုင်မှာတေချာပြီးလို့ယုံကြည်နေတာပါ။ဒါပေမဲ့ဇနီးဖြစ်သူကလှည့်ပြီးပစ်လိုက်တဲ့အခါဆဲမှတ်ကိုထိသွားပါတယ်။ခင်မုန်းဖြစ်သူဟာသူ့ဇနီးကဘလို့လုပ်ပြီးဒီလောက်အထိကျွမ်းကျင်သွားတာလဲဆိုတာနားမလည်နိုင်အောင်ဖြစ်သွားပါတယ်။သူကအဖြစ်ပေးတာကိုခံယူဖို့ပြင်ဆင်လိုက်တဲ့အခါမိမသားဆိုတော့အားသိမရှိတော့ဘူးလို့ထင်နေတာပါ။ဒါပေမဲ့ဇနီးဖြစ်သူကသူ့ကိုပါရိုက်လိုက်တဲ့အခါမှာတော့လွတ်ထွက်သွားပါတော့တယ်။ခင်မုန်းဖြစ်သူဟာဧခန်းရဲ့တခြားတစ်ဖက်ထိလွင့်သွားပေမဲ့ဇနီးဖြစ်သူကတော့လွတ်ပေးဖို့အစီအစဉ်မရှိသေးပါဘူး။သူမကဒုတိယတစ်ချီဆက်ကစားဖို့တောင်းဆိုပါတယ်။ဒီတစ်ခါမှာတော့ခင်မုန်းဖြစ်သူကဆယ်မှတ်ကိုထိအောင်ပြင်နိုင်ခဲ့ပါတယ်။မမျော်လင့်ပဲဇနီးဖြစ်သူထပ်ပစ်လိုက်တဲ့မြားဟာခင်မုန်းဖြစ်သူရဲ့မြားနောက်တက်တဲ့ကိုသွားမှန်ပါတယ်။ခင်မုန်းဖြစ်သူဟာဘေးကိုအမြန်ပြေးကပ်ပြီးအတနာခံပါတော့တယ်။ဒါပေမဲ့သူနဲ့သူ့တငယ်ချင်းဟာဇနီးဖြစ်သူရဲ့ဆုံးမခြင်းကိုခံလိုက်ရပါသေးတယ်။သူကတော့အရင်ကတက်တိနဲ့လာတဲ့သူ့ဇနီးကဘာကြောင့်ဒီလောက်တောင်အစွမ်းထက်သွားတာလဲဆိုတာစဉ်းစားလို့မရဖြစ်နေပါတယ်။တကယ်တော့ထိုမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကဘယင်မတစ်ပါးရဲ့ဝိညာဉ်ရောက်ရှိနေတာကိုသူမသိခဲ့ပါဘူး။ဘယင်မဟာမတော်တဆဆိုသလိုခေတ်သစ်လောကထဲကိုရောက်လာခဲ့တာပါ။မှတ်ဉာဏ်တွေခေါင်းထဲဝင်လာတဲ့အခါမှာတော့သူမဟာတက်တိနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲရောက်နေမှန်းသိသွားပါတယ်။သူမဟာလေကြီးတဲ့အမျိုးသားတစ်ယောက်နဲ့အတင်းအကျပ်လက်ထပ်ခဲ့ရရုံသာမကပဲခင်မုန်းဖြစ်သူဘက်ကမိသားစုဝင်အားလုံးရဲ့အနှိမ်ခံဘဝကိုပါရောက်နေခဲ့တာပါ။အဲ့ဒီနေ့မှာခင်မုန်းဖြစ်သူကသူ့တငယ်ချင်းကိုအိမ်ခေါ်လာပြီးမြားပြစ်ကစားကြတာပါ။သူတို့ကထိုမျိုးသမီးကိုအနိုင်ကျင့်ကျင်ခဲ့တာဖြစ်ပေမဲ့နောက်ဆုံးမှာတော့ဘယ်သူမှသူမကိုမနိုင်ခဲ့ပါဘူး။သူမဟာအိမ်မှာဘယင်မတစ်ပါးလိုပြုမှုနေထိုင်ရတာကိုသဘောကျလာပါတယ်။ခင်မုန်းဖြစ်သူလိုက်နာဖို့အတွက်အိမ်တွင်းစည်းကမ်းတွေအများကြီးထုတ်ပြန်လိုက်ပါတယ်။သူမရေချိုးနေစဉ်ခင်မုန်းဖြစ်သူကိုအလုတ်ကျွေးပြုခိုင်းလိုက်တော့ခင်မုန်းဖြစ်သူဟာရေချိုးကန်နဲ့မတော်တဆပြုတ်ကျသွားပြီးကြောက်လန့်တကြားထွက်ပြေးသွားခဲ့ပါတယ်။သူမရေချိုးပြီးတဲ့အခါရောက်ခမဖြစ်သူအိမ်ပြန်ရောက်လာပါတယ်။ခင်မုန်းဖြစ်သူကသူ့ဇနီးဟာအရင်ကရောက်ခမကိုအကြောက်ဆုံးဆိုတာသိတာကြောင့်သူ့အမေထံသွားပြီးဇနီးကသူ့ကိုအနိုင်ကျင့်ကြောင်းတိုင်ပြောပါတော့တယ်။ဒါကိုကြားတဲ့အခါရောက်ခမဖြစ်သူကချွေးမကိုဆုံးမဖို့ပြင်ပါတော့တယ်။ဒါပေမဲ့အမျိုးသမီးကမတက်ရက်ပြီးခင်မုန်းဖြစ်သူကိုနောက်ထပ်ပါတစ်ချက်ထပ်ရိုက်လိုက်ပါတယ်။ကျမကိုထပ်ပြီးအပြစ်တင်မယ်ဆိုရင်ရှင်သားကိုနောက်တစ်ခါထပ်ရိုက်မယ်လို့ရောက်ခမဖြစ်သူကိုပြောလိုက်ပါတယ်။ရောက်ခမဖြစ်သူလည်းသူ့ချွေးမဟာအခြားလူတစ်ယောက်ဖြစ်သွားတယ်လို့ခံစားလိုက်ရပြီးအခုတော့သူမကိုမရှင်နိုင်တော့ပါဘူး။ဘယင်မတစ်ယောက်ပြီးသားစွာပဲသူမဟာအစေခံတွေကိုခင်မုန်းဖြစ်သူရဲ့တန်မိုးကြီးပစ္စည်းတွေအားလုံးအပြင်ထုတ်ခိုင်းပြီးအွန်လိုင်းမှာတဝက်ဈေးနဲ့တင်ရောင်းလိုက်ပါတယ်။ရောက်ခမဖြစ်သူရဲ့လက်ဝတ်ရတနာတွေအားလုံးကိုပါရောင်းပစ်လိုက်တာပါ။အဲ့ဒီအချိန်မှာခင်မုန်းဖြစ်သူကတခြားနေရာတစ်ခုမှာပျော်ပါနေတော့မှနောက်တနေ့သူတို့သားမိအိမ်ပြန်ရောက်တဲ့အခါအခန်းထဲမှာဘာမှမကြံတော့တာကြောင့်ထိတ်လန့်သွားကြပါတယ်။သူတို့ကအမျိုးသမီးကိုတွားရောက်ရင်ဆိုင်ဖို့လုပ်ပေမဲ့အမျိုးသမီးကခင်မုန်းဖြစ်သူကိုမော်ဒယ်လုပ်ခိုင်းဖို့အထိကြံစီနေတာကြောင့်ခင်မုန်းဖြစ်သူကကြောက်လန့်ပြီးချက်ချင်းတောင်းပန်လိုက်ပါတယ်။ဒါပေမဲ့ရောက်ခမဖြစ်သူကတော့သူတို့နှစ်ဦးကိုကွာရှင်းဖို့တောင်းဆိုပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးဟာသတင်းတစ်ခုကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့ရောက်ခမရဲ့ခင်မုန်းမှာတခြားဇနီးနဲ့တာသမီရှိနေတယ်ဆိုတာပါပဲ။ရောက်ခမဖြစ်သူကဒါကိုလုံးဝမယုံပါဘူး။အဲ့ဒါနဲ့သူတို့နှစ်ယောက်လောင်းကြည့်ထက်ကြပါတယ်။အကယ်၍သူမပြောတာမှရင်ယောက်ျားဖြစ်သူနဲ့ကွာရှင်းပေးရမှာဖြစ်ပြီးသူမပြောတာမှန်ခဲ့ရင်တော့သူမဟာဒီအိမ်ရဲ့အိမ်ရှင်မဖြစ်လာရမှာပါ။အိမ်ပြန်ရောက်တဲ့အခါရောက်ခတီကြီးကသူမကိုကောလာဟာလာတွေဖြတ်နေဆိုပြီးဆွဆွဲပါတယ်။ရောက်ခမဖြစ်သူကလည်းအလုသမားတစ်ယောက်ကိုအမျိုးသမီးရဲ့အထုပ်ပိုးတွေပြင်ခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးတစ်ယောက်နဲ့ကောင်လေးတစ်ယောက်အိမ်ထဲကိုပြေးဝင်လာပါတယ်။ရောက်ခတီကြီးဟာသူတို့ကိုမြင်လိုက်ရတဲ့အခါချက်ချင်းပဲပြရခတ်သွားပါတော့တယ်